ကဲငွေထုတ်ရင်တခုပြောချင်တာလေဒီမေးလေးကြတယ်ဆိုရင်ဒီမေးကမရသေးပါဘူးเนาะဒါဒုတိယမေးပါเนาะကိုက confirm my recognize ထားတူကြတယ်မေးเนาะဒီမေးလေးကြတယ်ဆိုရင်လုံးဝငွေထုတ်လို့မရသေးဘူးเนาะနောက်ထပ်မေးတစ်ခုကြားမှာငွေထုတ်လို့ရမှာเนาะအဲ့ဒါလေးကိုမသိတဲ့လူနည်းနည်းများနေတဲ့ကြောင်းတစ်ချက်ဝင်ပြပေးရเนาะဒါလေးသိထားပေးပါအခုမှငွေထုတ်ပြပေးပါမယ်เนาะကဲဒီနေ့ကတော့ပေါ့เนาะဝီဝက်ထေကနေပြီးတော့ငွေလေးထုတ်ပြပါမယ်เนาะတစ်ချက်ကြည့်ပြီเนาะအခုအမားတို့ကငွေထုတ်မယ်ဆို W လေးနှိပ်လိုက်မယ်เนาะနှိပ်လိုက်တယ်ဆိုရင်အောက်မှာငွေလေးတွေပေါ်မယ်เนาะ$30အမက$30စမ်းထုတ်ပြမယ်เนาะ$30နောက်မှာ$20အစိတ်155အဲ့လိုရှိရเนาะအဲ့ဒါရကိုထုတ်မဲ့ငွေအမောက်ပေါ်မူတည်ပြီးတော့ပဲရွေးလိုက်เนาะကိုမှ$30နှိပ်မယ်ပြီးလို့ရှိရင် okay ကိုဒီစလုံးနဲ့နှိပ်မယ်เนาะ okay ဒီစလုံးနှိပ်မယ်နှိပ်ပြီးရင်လိမ်မောင်ရောင်လေးကိုနှိပ်ပြီးမယ်နော်အဲ့ဒါကိုမှားမယ်နော်တော့ဘာမှထွေထူးခက်ခဲတာတော့မရှိဘူးနော်ဝီဝက်ကအခုနောက်ပိုင်းအပေးလဲကျန်းတယ်အထုတ်လဲများကြတယ်နော်လင်းကြတာလေးကတချို့လူတွေမြန်ပေမဲ့တချို့လူတွေကြတာတော့ရှိတယ်နော်အဲ့ဒါလေးတစ်ချက်သိခံပြီးရမယ်နော်အဲ့လေးပါအခုအမားတို့ဒီနေရာမှာတစ်ချက်ကြည့်မယ်နော်ပေးပေကိုရွေးရမယ်နော်ပေးပေကိုတခြားရွေးနော်အခုဂျီမေးဖြည့်တော့မယ်ဂျီမေးကပေးလုံးဝမဖောက်ဘူးတဲ့ဂျီမေးကိုဖြည့်ရမယ်နော်အခုအမဖြည့်တဲ့ဂျီမေးကဒါအမရဲ့ဂျီမေးဆိုတော့ကကျတော့ဒီဂျီမေးနေရာမှာအရှားကိုယ်တိုင်ဝီဝက်ဖောက်ခဲ့ဘူးတဲ့ဂျီမေးကောင်ဖြည့်ပါနော်ပေးမဖောက်ဘူးတဲ့ဝီဝက်ကောင်ဖောက်တဲ့ဂျီမေးနော်နာမည်ကကိုယ့်ရဲ့နာမည်အစားစလုံးနော်ပြီးရင် I'm sure ကိုနှိပ်မယ်နော်ဒါလေးနှိပ်မယ်နော်နှိပ်ပြီးပြီဆိုလို့ရှိရင်မတို့ခဏစောင့်မယ်နော်ခဏစောင့်ပြီဆိုလို့ရှိရင် open my ၄ပေါက်ဆိုတာကိုတွားမယ်နော် open my ၄ပေါက်လိမ်မောင်ရောင်လေးကိုနှိပ်ပြီးတွားမယ်နော်တွားလိုက်တယ်ဆိုလို့ရှိရင်တစ်ချက်ကြည့်ပြမယ်နော်ပေးကိုတခြားရေးနော်မှားမယ်နော်အဲ့လိုနှိပ်ပြီးလို့ရှိရင်ဂျီမီတဲ့ဝင်မှာနော်ပေးတဲ့ဝင်ရမှာမဟုတ်နော်ဂျီမီတဲ့ဝင်ရမှာနော်လင်းလေးကြပါပြီမှာ confirm my request ဆိုတဲ့ဟာလေးကိုနှိပ်ပြီးမယ်နော်လိမ်မောင်ရောင်လေးကိုပဲနှိပ်မယ်နော်များတော့အဖြစ်မသိဘူးဆိုရင်မှတ်ထားပြီနော်လိမ်မောင်ရောင်လေးကိုနှိပ်လဲဒီ close ဆိုတာပေါ်တဲ့အထိနှိပ်ပြီနော် close ကိုနှိပ်ပြီးပြီဆိုရင်ဒါကအမားတို့ကပထမ link ကြပြီးသားဖြစ်တဲ့ကြောင့်ဒုတိယ link ထပ်ကြမယ်နော်အဲ့ဒီဒုတိယ link ကြတာကိုလေငွေထုတ်လို့မရသေးပါဘူးเนาะဒုတိယ link ကြပြီးပြီဆိုလို့ရှိရင်တတိယ link ကြဖို့လိုပါတယ်เนาะတတိယ link ကြမှာအမားတို့ကငွေထုတ်လို့ရမှာပါเนาะအဲ့ဒါလေးပြောပြတာပါကျေးဇူးပါ